ခင်ဖုံးတော့ဝေဖတ်ဖို့နွေယူသားနိုင်တဲ့လောက်အမြင့်ဆုံးတောင်ကုန်းမှာကျွန်တော်နေရာယူထားဆဲပါခင်ဖုံးတော့ဝေမိုးရိပ်မိုးတွေကျူးပြီးဆိုရင်ပန်းနီနီတွေပွင့်ပြီးဆိုရင်ချင်းချမရှိအယူတဲနေတဲ့တုံးပါပဲကျွန်တော်တို့ရဲ့ပုံတူပတ်စလေးတွေကြောင့်ခြေကားထားတဲ့ချင်းတွေတစ်ခါတလေရေးပြဆိုဖြစ်ပါတယ်ဘိုးပလန်လေးတကောင်သူ့အတောင်ပန်တွေကိုချွတ်ချလိုက်တယ်လို့ပေါ့ဘေးလူတွေအမြင်မှာပေါ်ပါနေပြီမဲ့သူ့လေးလံဖြီးစည်းမှုနဲ့သူ့ပါခင်မုံတော့ဝင်ဒီလိုတော့ကျွန်တော်မီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ကန်သုံးစင်ကိုရောက်ဖြစ်ခဲ့သေးတယ်ရေလိုင်းလာရအတိုင်းရင်းကြီးပင်လေးတွေဆက်လက်ရွေးရှားနေကြတယ်ရေလေကျွန်းကငှက်တွေအရင်လိုတေးတီဖောင်ဖွက်နေကြတယ်တရားပြကြီးရဲ့လက်ချံတိုင်တွေကရေလေမှာထူထူထောင်ထောင်နဲ့လှမ်းပြီးနှုတ်ဆက်တယ်အင်မတန်ထီးကျန်လှပေမဲ့ခုထိပြိုလဲခင်မရသေးပါဘူးကွာတဲ့တချို့လူတွေအတွက်လမ်းခွဲရဲဆိုတာလွယ်လွန်းပါတယ်ကိုယ်အေးဖို့ကိုရှင်းပြီးထပြန်ကြရုံပါပဲခက်တဲ့ခင်မုံတော့ရဲ့မအောင်မြင်ခဲ့တဲ့မြောက်ရက်ကကျဲရီဒူဝင်ချေကိုစိတ်နာတယ်လို့ဘသူငိုနေတာလေးကွယ်ဒီမှာတိတ်ခတ်တယ်ကမ်းမြူနာကတစ်ပင်ကတော့မရှိရှာတော့ဒီလိုဆိုမှဖြင့်သူ့တစ်မြစ်တင်မှာညှင်းနေခဲ့ဘူးတဲ့ကျွန်တော်တို့ရဲ့စက္ကူလေးလေးတွေမရှိတော့ဘူးပေါ့နောက်ထားရလို့ကျွန်တော်စိတ်မှာထင်နေမိနေသေးတယ်ချစ်တဲ့ချင်းသေးအားလုံးသူငယ်ဖြစ်သွားတဲ့တောအုပ်နှုတ်ဆက်ပါတယ်ဟယ်လင်ကယ်လာပြောတဲ့အတိုင်းဆိုရင်ခင်မုံတော့ဝေမှန်ပါတယ်ချစ်စရာကောင်းတဲ့ဘယ်မိမပြူကအကြာကြီးစောင့်နေမှာမှုလို့လဲရှေ့သွားနေတဲ့ယထာမှာနောက်ပြန်ထိုင်စီရင်ဝေးကွာခြင်းဆိုတာကိုပိုနားလည်လာရတယ်မင်းစလီပင်နှန်းတွေတရွေ့ရွေ့ကြံခဲ့ပြီဖဲကြိုးရောင်စုံတွေကြံခဲ့ပြီဖိုးချိုတဲ့ချင်းတွေကြံခဲ့ပြီပန်းတင်ញိုင်းကစောင့်နေမယ်ဆိုတာတွေကြံခဲ့ပြီကျောင်းသားကပြပြီးတော့စပိန်ငှားလို့ရတဲ့ဆိုင်လေးတွေကြံခဲ့ပြီဟိုနာကတချင်းစတင်တဲ့နေရာဒီနာကအချစ်စတင်တဲ့နေရာအားလုံးကြံခဲ့ပြီဘယ်သူခေါ်စားမှကြားရလို့တော့မဟုတ်ပါဘူးရွာရုပ်ကိုပေါ့ကျွန်တော်ရှောက်သွားနေခဲ့တာဆယ်စုနှစ်တခုစာတယူဇနာနှစ်ယူဇနာချေရရတော့ပြလို့ပင်လေပပင်းနဲ့ကျွန်းကျူကျွန်းကြမှာအိတ်တဲ့အခါအိတ်တဲ့တခါတလေကမ်းခြေတွေကြောက်ညွန်နန်းဆောင်မြင့်နေခရုကနေဖွေးဖွေးလွတ်အောင်ခင်းထားတဲ့ရိုးမြကြလမ်းကလေးတွေတခါတခါစမ်းပြလုံးနဲ့ခင်နှန်းตาရတယ်ခင်မုံတော့ဝေလူစကားပြောရတဲ့ပန်းပွင့်လေးတွေတခါတလေတချို့တောင်ပေါ်ရွာလေးတွေမှာစောင်းတွင်တွေကျွန်တော်ပြောသလောက်နေပြစ်လိုက်တာပဲသူတို့ဘာသာစကားနဲ့ထီကယုံပင်လေးတွေကိုရှက်တက်မှာတဲ့ဒီလိုတိုက်ဆိုင်လာတဲ့ညရီဆိုလူတခြားအိမ်မက်တခြားပါပဲတခါတလေတော့ခေါင်းစဉ်ပေါ်ပြပြနဲ့အစစ်မလန်းကြားတွေအရင်နီးကိုသုံးပြီးမုန်းညနိုင်မုန်းနေကြတဲ့ညီကိုတွေစေးစရာနဲ့လူတသမားနှစ်ခုခွဲထားကြသူတခါတလေမုတ်တုံကွဲရမျိုးတွေမြောင်တွေကွန်ကရစ်နာချနေတဲ့မျိုးပြတွေတခါတခါစိတ်လိုက်မှန်ပါငိုခွင့်မရှိတဲ့ထက်ခိုးလေးတွေဒီလိုအရစ်ချစနစ်နဲ့ကျွန်တော်ကြပြဆရာဖြစ်လာခဲ့ပုံရပါတယ်မိကဘာကြီးခင်မုံတော့ဝီဟော်ရီလိုရတုဆိုးရီလင်္ကာပြက်တွေနဲ့သင်းနှုတ်သူရဲ့ဆက်တမှုမှာပျော်နိုင်ကြပါပုံမှန်မှာပဲခင်မုံတော့ဝီပြစ်တောက်ပြောပြသလိုစီကံပြတ်တိုင်းချိန်မစားခိုင်းတာတော့စီကရက်တွေအပူဆက်တွေရှော့ခိုင်းတာတော့ဘယ်ချင်းကလေးကဒီလိုစောက်အောင်လာလဲဆိုရင်လျှော့တော်နေရုပ်ရှင်
ယုံတင်တဲ့နေ့ကပေါ့လို့ကျွန်တော်ပြန်ဖြေလိုက်တယ်သူတို့နားမလည်ကြဘူးခင်မုန်းသက်ဝေခုနှစ်တက္ကရာတွေဒါတွေကိုပဲထပ်မေးနေတယ်ပြီးတော့ဇုံလုံးကန်းနေသူကအဆုမျောကင်းကိုကြည့်တယ်လို့ကျွန်တော်ကိုသူတို့ကြည့်ကြတယ်အားလုံးကိုရွရွချွတ်ချွတ်အရှုံးပေးလိုက်ပါတယ်မနေ့ကဒီနေ့လို့စိတ်မထင်လာရင်အားလုံးလွမ်းတွန်းကြပါလိမ့်မယ်ခွင့်လွန်နေကြကံပါးတွေကိုတိုက်စားဖြူချခဲ့တဲ့မြစ်ကျွန်တော်အဖြစ်ရှိတာကျွန်တော်သိပါတယ်ကျွန်တော်မှားခဲ့ပါတယ်ဂျာကဧပြီတောင်းကတစ်ပင်တစ်ပင်ဖြစ်ပါတယ်တောင်းမှန်ပါတယ်ဒါကကျွန်တော်ပွင့်စေခြင်းနဲ့စနေရန်ပန်းတပွင့်ဖြစ်ပါတယ်ခင်မုန်းသက်ဝေလောင်ရဲ့နေမှာလဲကျွန်တော်သိပါတယ်ကြည်နေတဲ့သူတွေနှမျောသွားတဲ့အထိရေတက်ပြုံးတက်တာကျွန်တော်သိပါတယ်အလွယ်တကူထုတ်သုံးမိတိုင်းအလောဟာအန်ဒီရင်များလာတယ်။နှွေလေးယူတွေဇွေဇဝါနဲ့တိုက်နေကြပြန်ပါပြီ။အလွန်ကျွန်းစွန့်စားရတဲ့အရက်မှာသူလိုငါလိုကျွန်တော်အရင်လိုပါပဲခင်မုန်းသက်ဝေဒီတညလဲအရင်ကဆူတောင်းလို့တစ်ခါတော့ပဲထပ်တွေ့ချင်းမိပါတယ်။နှုတ်ဆက်ဖို့ပါတန်တင်